ကိုဘွားကိုယ်တိုင်စေးချေပါစန့်ကျင်ဘက်ကလာတဲ့စကားတိုင်းကိုလည်းခွန်းတုံပြန်နေရင်ကိုကငဘောဖြစ်သွားမှာပေါ့မလို့လို့ပြောကြတဲ့စကားတိုင်းလိုက်ခံစားနေရင်ကိုကလူညမ်းတယောက်လိုဝင်ခံလိုက်တယ်လို့ဖြစ်သွားလိမ့်မယ်မြောက်ပေးတဲ့စကားတိုင်းလိုက်ตายရနေရင်အည်ချင်းမရှိတယ်လို့ဖြစ်သွားမှာပေါ့သွေးထိုးတဲ့စကားတိုင်းလိုက်ယုံနေရင်လည်းကိုတန်ဖို့ကိုမသိသူဖြစ်သွားလိမ့်မယ်လူဆိုတာကိုသမိုင်းကိုရေးရမှာဖြစ်တယ်လို့ကိုဘွားကိုယ်တိုင်ကလည်းစေးချေတာပဲကောင်းပါလေကိုထမင်းကိုစားပြီးတော့ကို့အလုပ်ကိုဒီဇိုင်းမမတ်လုပ်တယ်မှားတော်ရှိမှန်းတော်ရှိကိုယ်တိုင်ခံယူတတ်တဲ့အမှန်ဆုံးနေထိုင်မှုပဲလူဆိုတာမလို့တမလို့တကားဆိုသလိုပဲကောင်းချင်ရင်လည်းသူတို့ပဲမကောင်းချင်ရင်လည်းသူတို့နှုတ်တင်ဖန်တီးတတ်တာတဘာဝပဲကိုဘဝနဲ့ဆိုင်တဲ့အကြောင်းမှန်သမျှတဘာသူတွေကိုဝင်မပါစေပဲနဲ့ကိုယ်စိတ်နဲ့ကိုရှင်တန်နေရတာပြေဝေမှုကလည်းမရှိဘူးလွတ်လပ်ပေါ့ပါစီတယ်ကိုအားကိုပြီးတော့ကိုခြေထောက်ပေါ်ကိုရက်တီဖို့ကြိုးစားခြင်းဟာလည်းပင်ပန်းစေရင်တောင်မှဘသူမျက်နှာမှာငဲ့စရာမလိုအပ်ပါဘူးအေးချမ်းတယ်ဒါကြောင့်လဲဘသူတွေကနောက်ွယ်မှာဘလို့ပဲပြောကိုလှုပ်ရက်တွေမှန်နေသေးပြန်ရှင်းဖို့ကလည်းစိတ်ဝင်စားဘူးဘယ်နာအကြရင်ညာဘက်နာကနေလဲထုတ်ပြလိုက်ပေါ့ညာဘက်နာအကြရင်ဘယ်ဘက်နာကနေထုတ်ပြလိုက်ကိုမသိအောင်နောက်ွယ်ရနေဘလို့ပုံစံတွေပဲတိုက်ခိုက်ကြပါစီအမှန်တရားကိုလက်ကင်ထားပြီးတော့တရပဲတုံ့ပြန်မှုအာယုံမလာခြင်းဘူးချစ်သူတရားရှိရင်မုန်းသူတရားရှိတဲ့လောကကြီးထဲမှာမလိုသူ1000ရှိနေပါစီလိုသူတရားရှိရင်ပြည့်စုံပြီမာနာကြီးတာပတ်ဝန်းကျင်ကိုဂရုမစိုက်တာတော့မဟုတ်ပါဘူးတခါတလေလူတွေကလည်းတန်ဖိုးထားရမယ့်အရာတွေကိုတန်ဖိုးမဲ့အောင်လုပ်တတ်ကြသလိုတချို့အရာတွေကလည်းရှင်းပြလေရှုပ်လေဖြစ်သွားတတ်စီသလိုလူတချို့ကလည်းစေတနာမေတ္တာကိုအလကားရတယ်ထင်တတ်ကြသလိုပဲကိုဘဝနဲ့ကိုပဲအကောင်းဆုံးဖြစ်အောင်စေးချင်နေတဲ့အပြစ်လွတ်အောင်နေလိုက်ပါတယ်ကိုဘဝကိုယ်တိုင်ပဲစေးချေပါအရေးမပါတဲ့ပတ်ဝန်းကျင်ရစကားတွေကိုနားမယောင်ကြနဲ့ဗျ